ရာသီတစ်အတွက်ပွဲစဉ်စရာအရဘယ်အသင်းတွေတာထွက်ကောင်းမလဲအားလုံးပဲမင်္ဂလာပါခင်ဗျ Latest Sport Channel ကနေကြိုဆိုပါရခင်ဗျာပရီးမီးယားလိရာသီတစ်အတွက်ပွဲစဉ်စရာတွေပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပရီးမီးယားလိအသင်းကြီး6သင်းရဲ့ရာသီအစပွဲဦးအတွက်ထိပ်ဆုံး9ပွဲစီကိုသုံးသပ်ပြီးတော့ဘယ်အသင်းတွေအရှင်တွေကောင်းဆုံးနဲ့တာထွက်လာနိုင်မလဲဆိုတာကိုသုံးသပ်ကြည့်မှာဖြစ်ပါတယ်ခင်ဗျအာဆင်နယ်ကတော့ထိပ်ဆုံး9ပွဲမှာအသင်းကြီး3သင်းပါဝင်ပြီးခဲ့တဲ့ရာသီအကောင်းဆုံးပုံစံပြခဲ့တဲ့ Nottingham နဲ့လည်းကစားရဖို့ရှိတယ်။ United ကလက်ရှိမှာဖျို့ဖျဲဖြစ်နေတဲ့ဆိုရင်တော့ Old Trafford မှာကစားရမှာဖြစ်တာရဲ့ရာသီအဖွင့်အင်ပြည့်အပြည့်ကစားလာမှာရဲ့နဲ့အာဆင်နယ်အတွက်လွယ်ကူမှာတော့မဟုတ်ပါဘူး။ဆိုတော့အာဆင်နယ်အတွက်အနိုင်တေချာစေတဲ့ပွဲဆိုလို့ Leeds United နဲ့အိမ်ဝင်ကစားရမယ့်ပွဲသာရှိပြီးတော့အဖွင့်9ပွဲကနေကန်နာတို့အမှတ်အများဆုံးရနိုင်ခြင်းချစ်မှတ်ခန့်တာရှိပါမယ်လို့ထင်ပါတယ်ဗျ။ Chelsea ကရာသီအဖွင့်ပွဲတွေမှာအများကြီးခက်ခဲမဲ့အသင်းတွေမပါဘူး။ဒါပေမဲ့ထူးဆန်းတာကလန်ဒန်ကလပ်တွေနဲ့ကြီးအဖွင့်၄ပွဲကိုကစားရမှာဖြစ်ပြီးတော့၄သင်းစလုံးကလည်းအလဲလက်အသင်းဆိုရင်တော့အသင်းကြီးတွေကိုဒုက္ခပေးနေကြအသင်းတွေပါ။ပြီးတော့နောက်တစ်ပွဲကလည်း United ကိုအိမ်ကွင်းမှာလက်ခံကစားရမှာပါ။ဆိုတော့အရန်ခက်ခဲတာမျိုးမဟုတ်ပေမဲ့ပေါ်ဆာလို့မရတဲ့ပွဲတွေဖြစ်ပြီးတော့ Chelsea အတွက်အဆိုပါ9ပွဲကနေအမှတ်ရနိုင်ခြေကတော့10မှတ်လို့ထင်ပါတယ်ဗျ။ Liverpoolလက်ရှိချန်ပီယံလီဗာပူးရဲ့အဖွင့်ပွဲစဉ်9ပွဲမှာလည်းပွဲကောင်းတချို့ကြည်ရဖို့ရှိနေပါသေးတယ်။နျူကာဆယ်ကွင်းမှာခက်ခဲမဲ့ပွဲတစ်ပွဲရှိမယ်။ပြီးတော့ပြီးခဲ့တဲ့ရာသီချန်ပီယံပြေးလန်းကအနီးကပ်ဆုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့အာဆင်နယ်နဲ့လည်းကစားရမှာဖြစ်တယ်လို့မာဆီးဆိုက်ဒါဘီပွဲလည်းကစားရအောင်ပါ။ဒီပွဲတွေကနေလီဗာပူးတို့ရနိုင်ခြေရှိတဲ့အမှတ်က17မှတ်ထိချိမယ်လို့ထင်ပါတယ်ဗျ။ Man City အတွက်ကတော့ Wolves နဲ့ကစားရမယ့်အဝေးကွင်းပွဲကအလွယ်ဆုံးဖြစ်မယ်ထင်ပါတယ်။ Spurs, Man U, Arsenal တို့အပြင် Brighton ကိုအဝေးကွင်းကစားရမှာကလည်းအခုလိုပြန်လဲတိဆောက်ဆဲအချိန်မှာပက်ကွာဒီယိုလာရဲ့ Man City အတွက်တော့ခက်ခဲနေမှာသိကြပါတယ်။ကျွန်တော်အမြင်ကဒီပွဲတွေကနေ Man City တို့အမှတ်အများဆုံးရနိုင်ခြေ9မှတ်လို့ထင်ပါတယ်ဗျ။ Manchester United အတွက်တော့ကြာရှုံးခဲ့တဲ့ရာသီအပြီးမှာနောက်ထပ်ကြမ်းတမ်းတဲ့ရာသီအဖွင့်တစ်ခုကစောင့်ကြိုနေရလို့ထင်ပါတယ်။လက်ရှိခြေစွမ်းအရာဆိုရင်အပြောင်းလဲတစ်ခုခုမှမမြင်တွေ့ရသေးခင်အထိတော့ယုံကြည်ပေးလို့မရဘူး။ Arsenal, Man City, Chelsea တို့နဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ Fulham နဲ့အဝေးကွင်းပွဲစဉ်ကလည်းလွယ်ကူမှာမဟုတ်ပါဘူး။ပွဲဥထွက်9ပွဲကနေ United တို့အများဆုံးရနိုင်ခြေရှိတဲ့အမှတ်ကတော့6မှတ်လို့ထင်ပါတယ်ခင်ဗျ။ Tottenham Hotspur တို့ကတော့နီးပြတဲ့နဲ့ရာသီတစ်ကိုဘယ်လိုပုံစံစတင်လာမလဲစောင့်ကြည့်ရမယ်။ဒီအသင်းမှာကရှေ့လည်နောက်ကစားသမားကောင်းတွေရှိပြီးသားဖြစ်ပြီးတော့ Postecoglou လက်ထက်မှာအသင်းရဲ့ form ကကြစ်လက်မရှိခဲ့လို့ဒါရုန်းကန်ခဲ့ရတယ်လို့မြင်တယ်။ Spurs အတွက်ပွဲဥထွက်9ပွဲမှာMan City, West Ham, Brighton တို့နဲ့တွေ့မဲ့အဝေးကွင်း3ပွဲကိုပို့ပြီးစိတ်ပူရမှာပါ။အိမ်ကွင်းကစားအားကောင်းပြီးသားမို့အိမ်ကွင်း2ပွဲကိုတော့အမှတ်ပြရမယ်လို့ထင်ပါတယ်။ဆိုတော့ Spurs အတွက်ဆိုရင်ဒီ9ပွဲကနေစုစုပေါင်း9မှတ်ထိရနိုင်မယ်လို့ထင်ပါတယ်ဗျ။ဒီချက်လေးတွေကတော့ပရီးမီးယားလိအသင်းကြီး6သင်းရဲ့ရာသီအဖွင့်9ပွဲမှာပွဲစဉ်စရာတွေပေါ်မူတည်ပြီးဘယ်အသင်းတွေကအမှတ်ဘယ်လောက်ထိရယူသွားနိုင်မလဲဆိုတာကိုကျွန်တော်အမြင်နဲ့သုံးသပ်ကြည့်ပေးထားတာပါခင်ဗျ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။